နော်ရဲ့ကိုပိုင်နံပါတ်ကတော့တောင်းမှုမင်းဆောင်959 285တသားမိုးထက်ဖြစ်ပါတယ်နော်မိခင်တင်ရတော့တမခွန်လောက်ခံရန်ကုန်တိုင်းထောက်ကြိုက်မျိုးခြေဆိုင်ခမာ106ချိန်မှန်တိုင်းဖြစ်ပါတယ်နော်မြန်မာတမတော်ရဲ့မွေငင်စူဆောင်းခိုင်ရရင်ခြေနေရတော့အိမ်မအဆင်မပြေလို့ကျွန်တော်အိမ်မအဆင်းလာပြီးဘိုးမတငယ်ချင်းနဲ့တွေ့တငယ်ချင်းကနေမင်းစစ်တပ်တဲ့ဝင်မလားလက်မင်းဘွားအတွက်လူနေစိတ်မရှိဘူးလက်ကျွန်တော်စိတ်ညစ်နေချင်းတော့ကျွန်တော်ဝင်မယ်လို့ပြောလိုက်ဝင်မယ်လို့ပြောလိုက်တော့ကျွန်တော်ကိုတမခွန်မှာလိုက်ပြင်ပေးတယ်တမခွန်ဆရာကြီးကနေမင်းရသားဘယ်လောက်ရှိပြီလဲကျွန်တော်16နှစ်ပဲရှိသေးရဲ့လို့ပြောတော့ငယ်သေးရပဲလက်ငါစင်မြောင်လုပ်ပေးမယ်ဆိုပြီးခမရခွန်ကဘိုးကြီးတစင်လွဲပြောင်းပေးခမရခွန်ကဘိုးကြီးကနေရန်ကုန်တငင်းကိုစုဆောင်ရေးမှာကျွန်တော်လိုက်ပြင်ပေးတယ်အသက်ကလည်းငယ်သေးတယ်လေဘာမှမပါလို့မရဘူးလဲဆိုပြီးကျွန်တော်ကိုပြန်ခေါ်လာပြီးတော့ဖြူအားဘိုးကြီးတစင်လွဲပြောင်းပေးဖြူအားဘိုးကြီးကနေပြင်ဦးနေရဘိုးကြီးတစင်လွဲပြောင်းပေးပြင်ဦးနေရဘိုးကြီးကနေကျွန်တော်မကွေးစုဆောင်ရေးမှာလိုက်ပြင်ပေးအသက်ကလည်းငယ်သေးတယ်တဲ့မရဘူးလဲဆိုပြီးခေါ်လာပြီးတပည့်ဆိုင်မှာထားတဲ့အချိန်ကျွန်တော်ကိုရေးချင်းနေလုံနေတဲ့အချိန်မှာကျွန်တော်ကဘယ်လောက်မှတရားခတ်နေလဲကျွန်တော်မဝင်တော့ဘူးကျွန်တော်ပြင်မှာလုတ်ကင်စားမယ်လို့တော့မဝင်လို့မရဘူးလက်မဝင်ပြီးအေးအေးယူခံမယ်လက်ပုံညာစိတ်လည်းများနေပြီတဲ့မမရမယ်လက်ကျွန်တော်ပြင်မှာနေတော့လူကြီးတွေနဲ့ညီစက်မှုမရှိတော့အေးအေးယူမယ်ဆိုတော့ကျွန်တော်ကကြောက်ပြီးတော့ကျွန်တော်ဝင်မယ်လို့ပြောလိုက်တယ်ဝင်မယ်လို့ပြောလိုက်တော့ကျွန်တော်ကိုရေးချင်းနေလုတ်ပေးပြီးဒါ16နှစ်ကို16နှစ်ပါဆိုပြီးမပုတ်နေလိမ့်လုတ်ပေးပြီးတော့ရခိုင်ရတစ်တောင်936ဆရာကြီးတစ်စစ်လွှဲပြောင်းပေးခဲ့တယ်ရခိုင်ရတစ်တောင်936ဆရာကြီးကနေအန်းစုဆောင်ရလူနဲ့ဝေးစုဆောင်ရလူနဲ့ပေါင်းလုပ်လိုက်တော့ကျွန်တော်ရသွားတော့ဝေးစခရခွန်အခြေခံစစ်တနန်းကြောင်းကျွန်တော်အတမပြုပြင်နေကျွန်တော်တက်ရောက်ခဲ့ရပါတယ်အခုလက်ရှိ2020 4လပိုင်းထဲမှာကျွန်တော်အသက်19ပြည့်2019 6လပိုင်းမှာပဲကျွန်တော်တထဲကိုစရောက်တယ်2019 12လပိုင်း20ရက်မှာပဲကျွန်တော်တင်နန်းစင်းပြီးတမခွန်လောက်ခံတက်ဖြစ်တဲ့ရန်ကုန်ထောက်ကြမျိုးခြေဆိုင်ခမာ106ချိန်မှန်တက်ရင်မှာကျွန်တော်တောင်းထမ်းဆောင်ခဲ့ကျွန်တော်တို့ရခိုင်စစ်မြေပြင်ကို2020 4လပိုင်းထဲမှာရောက်တယ်မေလန်ကျောင်းနေရာလာလဲဆိုတော့ကျွန်တော်တို့106တက်ရင်ကနေတမခွန်လောက်ခံတက်ရင်နေစုပြီးတော့ကားလေးစီးနဲ့ကျွန်တော်တို့ထွက်လာပြီးနေပြီးတော့တိုင်းတက်မှာညှိုက်တယ်နေပြီးတော့တိုင်းတက်ကနေပခုတ်ကူတမ101မှာညှိုက်တယ်ပခုတ်ကူတမ101ကနေရောမှာညှိုက်တယ်ရောကနေမဒူဘီမှာညှိုက်ပြီးမနေ့ရောက်တော့ဟတ်စကီနဲ့ရခိုင်စစ်မြေပြင်ကို2020 4လပိုင်းထဲမှာကျွန်တော်ရောက်တယ်တော့တိုက်ပွဲတွေးကြုံတော့မရှိဘူးဒါပေမဲ့ရခိုင်တက်တော်နဲ့မြန်မာတက်မတော်နှစ်ဖက်တိုက်ပွဲတွေပဲဖြစ်လို့ရှိထိခိုက်ဒဏ်ရာရပြီးပြည်ဆုံးသွားသူတွေရှိတယ်ချိုးဆိုရင်ဒါဆိုအိုက်ဒီနဲ့ဈေးကူတာခံယူနေကြတယ်ညီကြီးကျွန်တော်တို့တောင်ဝေကရတယ်ဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့စစ်မတိုက်ချင်ဘူးကျွန်တော်ရခိုင်တက်တော်ဒါလင်းဝင်ရရင်ကြောင်းရတော့2019အခြေခံစစ်စစ်နန်းကြောင်းစင်းပြီး106မိခင်တင်ရ106မိခင်တင်မှာ3လနီးပါးလောက်နေထိုင်တဲ့တွင်မှာကျွန်တော်တို့ကိုပြင်ပေးမထုတ်ဘူးရဲဘော်အသစ်တွေဆိုတော့ထွက်ပြေးမှကြောက်လို့ဆိုပြီးတထဲမှာပဲထား300ခန်းလောက်ကြတော့ကျွန်တော်တို့ထက်လူကြီးရနေပြီးရှေ့တန်းသွားမယ်လေဆိုပြီးကျွန်တော်တို့တန်းစီပြော900ခန်းလောက်ကြတော့ကျွန်တော်တို့ရှေ့တန်းကိုရောက်လာတယ်ရှေ့တန်းမှာ4လခန်းလောက်နေထိုင်တဲ့အတွင်းမှာကျွန်တော်တို့ထက်လူကြီးကကျွန်တော်တို့အပြစ်သေးသေးလုပ်လို့ရှိရင်အပြစ်ကြီးကြီးလုပ်တယ်ဆိုပြီးနိုင်တဲ့စီးနေနေလို့နိုင်တဲ့စီးနေနေလုပ်လဲဆိုတော့ကျွန်တော်တို့ဒုံးနဲ့နီဒုံးလေးရိုက်တယ်စိတ်မထင်ဆိုလက်သီးနဲ့ပြေးထိုးတယ်တနက်နာမှရှိတနက်တင်နဲ့ထူတယ်တနက်တင်နဲ့ထူတာတော့အကြောင်းမဟုတ်ဘူးပေါ့တနက်ကြီးတွေပါထိုးပြီးကျွန်တော်တို့ပြတ်သက်လိုက်လို့ချင်းကျွန်တော်တို့သိသွားနိုင်တယ်ကျွန်တော်ရဲ့နိုင်ငံနဲ့လူမျိုးတွေပေးဆက်နေရတာပဲပေးဆက်မှုရင်တူတူကိုအထက်လူကြီးကြသည်ကျွန်တော်တို့လောင်းငယ်သားတွေဒီလိုနိုင်တဲ့စီးနေလောက်တာတော့မကောင်းဘူးပေါ့ဒီလိုနိုင်တဲ့စီးနေလောက်တဲ့ဓာတ်တွေကိုလည်းကျွန်တော်မခံနိုင်တော့လို့မြန်မာတက်မတော်ကနေထွက်ပြေးပြီးကျွန်တော်ရခိုင်တက်တော်ထံမှာလင်းုံမယ်ဆိုဆုံးဖြတ်ကြတယ်ကျွန်တော်ဘာဖြစ်လို့ရခိုင်တက်တော်ထံမှာလင်းုံမို့ကျွန်တော်ဆုံးဖြတ်ကြလဲဆိုတော့ကျွန်တော်ပြမာနေတော့ကြာဘူးနာဝရှိတာတော့မာတက်မတော်နဲ့ရခိုင်တက်တော်တိုက်ပွဲတွေပါဖြစ်လို့ရှိရင်ဖန်စီရမိတဲ့သူတွေတော့ဘာမှမလုပ်ဘဲနဲ့ပြန်လွတ်ပေးသေးတာပဲငါတို့အလင်းဝင်တဲ့သူတွေလည်းပြန်လွတ်ပေးမှာပဲဆိုတဲ့ညှော်လင်းချက်နဲ့ရခိုင်တက်တော်ထံမှာအလင်းဝင်ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့မြန်မာတက်မတော်ကအထက်လူကြီးတွေကိုပြောချင်တာကတော့ကျွန်တော်တို့စစ်မှုတပ်ရန်လည်းတိတ်မရှိသေးဘူးလူကြီးတွေပိုင်းနဲ့လည်းစကားတွေများဆဆမပြောဘူးကျွန်တော်တို့ရှေ့တန်းထွက်မပြေးခင်ကြုံတွေ့ခဲ့ရတာတော့ကျွန်
ကျွန်တော်တို့တက်စိတ်မှုတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့စိုးစိုးရွားရွားကိုထီလျောက်ကျူးလွန်တာရှိတယ်သူစိတ်ထဲမှာကျွန်တော်တို့ခိုင်းနှွားတစ်ကောင်လုံးတတ်မှတ်ထားသလားမသိဘူးဖြစ်တဲ့နာမဖြစ်တဲ့နာကိုသူမစင်စားဘူးတစ်ဖက်သက်ကြီးအာနာရှင်ဆန်တယ်ကျွန်တော်တို့လိုမျိုးပဲနောက်တစ်စိတ်တွေမှာဒီလိုခံစားနေရတာရှိတယ်ဒါကိုအထက်ရာရှိတွေကမသိတာလားမသိချင်အောင်ဆောင်နေရလားတိတိကြီးနဲ့မပြောရလားဘာဖြစ်လို့လဲသူတို့နဲ့မသက်ဆိုင်လို့လားကျွန်တော်တို့ကဘာလဲကျွန်တော်တို့နေရာမှာနည်းနည်းလေးဖြစ်ခံစားကြည့်ပေးပါအခုလိုအောက်ရှိမှာပြပြနေတာတွေကိုအထက်ရရှိနေတဲ့ကောကဘူဂျုံမူကြီးမင်းအောင်လိုင်ကိုပါသိစေချင်ပါတယ်ရခိုင်ပြည်သူလူထုကိုအထက်လူကြီးများချမှတ်ထားတဲ့မူဝါဒနော်သိရသလောက်ကတော့ရခိုင်နေရမယုံရတဲ့အတွက်ရခိုင်ရွာတွေဝင်လို့ရှိရင်တနက်ပြပဝင်နေရခိုင်မျိုးသားတွေတွေ့လို့ရှိရင်ဖမ်းဆီးနှိပ်စက်ပြီးပြောတယ်မင်းတို့ရခိုင်နေလဲအေးပဲအေးရလဲရခိုင်ပဲမင်းတို့အေးတက်တွေရခိုင်ပြည်ကနေ3လတွင်ဖယ်ပြီးတကယ်လို့မှမဖယ်ပေးလို့ရှိရင်ငါတို့စုမစုံတယ်လို့အထက်လူကြီးတွေပြောတာတော့ကျွန်တော်ကြားမိပါတယ်ခုလက်ရှိပလောဝမျိုးနယ်တွင်ပျောက်ဆုံးနေတဲ့ကွန်ပျူတာရင်းသားလူငယ်များနဲ့ပတ်သက်ပြီးကျွန်တော်သိရသလောက်ကတော့ပလောဝမျိုးနယ်ထိုင်ပဝန်းကျင်မှာဓမ္မခွန်လောက်ကန်တက်တွေစစ်ကြောင်းထွက်နေတဲ့ချိန်သူတို့ရဲကဓာတ်မိုးတက်ဆိုပြီးဖန်စီခေါ်ဆောင်ပြီးပေါ်တာဆွဲသူရှိတယ်လမ်းမှာစစ်ကြောင်းသွားရင်းနဲ့မိုင်းနှင်းမိတဲ့သူလည်းရှိတယ်ချိုးဆိုရင်သူတို့ကလန်ကစားလုပ်တဲ့ဆိုပြီးလမ်းမှာတနက်နဲ့ပြစ်တဲ့သူလည်းရှိတယ်ချိုးတော့တော့ရဲဘော်တွေစုဆောင်ရတဲ့ပူတဲ့အနက်ကစီနီယာကြီးတွေပြောတာတော့ကျွန်တော်ကြားမိပါတယ်ကျွန်တော်ဗမာပြည်သူလူထုကိုနောက်ဆုံးအနေနဲ့ပြောချင်တဲ့စကားကတော့ရခိုင်တက်တော်ဆိုတာကျွန်တော်တို့ထင်တာလည်းမတူဘူးကျွန်တော်တို့ထင်တာနဲ့တူရင်ကျွန်တော်တို့သိသွားကြပြီဘာဖြစ်လို့လဲဆိုတော့ရင်တော့ရခိုင်တက်တော်ကဗမာတွေကိုမုန်းတယ်လို့ပဲကျွန်တော်တို့ထင်မိတယ်အခုလက်ရှိရခိုင်တက်တော်ကကျွန်တော်တို့ညမနှိမ့်စက်တာလည်းမရှိဘူးကောင်းကောင်းမွန်မွန်ထားပြီးဒီကိုလိုဆက်ဆံတယ်ရခိုင်တက်တော်ကဗမာတွေကိုမုန်းလို့မဟုတ်ဘူးစစ်အာဏာရှင်စနစ်ကိုမုန်းတဲ့အတွက်အခုလိုလက်နက်ကင်တော်လန်နေရတာလို့ကျွန်တော်တို့မြင်သူတို့စစ်အာဏာရှင်စနစ်ကိုမုန်းနေဆိုတာတဘာဝကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဗမာလူမျိုးတွေတောင်မှစစ်အာဏာရှင်စနစ်ကိုမကြိုက်တဲ့သူတွေရှိကြသေးတာပဲကျွန်တော်တို့လူမျိုးအသက်မပြည့်သေးတဲ့ငွေပိုင်းလေးတွေလည်းစန်တဲ့စီတပုံငွေ3သိန်းမဖြစ်စလောက်မလုံးတွေနောက်ကိုလိုက်မိစေဖို့တတိတစ်ချက်ပေးခြင်းပါတယ်ကျွန်တော်တို့ဖေးရမေတွေလည်းကိုကျမ်းမာရေးကိုဦးစားကြပါကျွန်တော်တို့အတွက်နဲ့ဘာမှစိတ်မပူကြပါနဲ့ကျွန်တော်တို့လည်းရခိုင်တက်တော်မှာကောင်းကောင်းမွန်မွန်နဲ့နေထိုင်လျက်ရှိပါတယ်